retargeting ads ဆိုတာဘာလဲဘယ်လိုအကျိုးရှိစေလဲကျွန်တော်တို့တွေ Facebook မှာဆိုရင်ကျွန်တော် retarget ပြန်ထားလို့ရတဲ့ feature ရှိရပေါ့နော်အဲ့ဒီဟာဘယ်လိုအလုပ်လုပ်လဲဆိုရင်ကျွန်တော်တို့ဥမာထားပါတော့ website တစ်ခုမှာကျွန်တော်တို့ရဲ့ဖက်နှက်ရောင်းတဲ့ website တစ်ခုပဲဆိုပါလို့အဲ့မှာ customer တယောက်ကကျွန်တော်တို့ရဲ့ဖက်နှက်ကိုဝင်ကြည့်သွားတယ်ဒါပေမဲ့ तू ကဝယ်ယူမှုတော့မပြုတ်လုပ်လိုက်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဝင်ကြည့်သွားတဲ့ဟာကိုကျွန်တော်တို့ tracking ပြန်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အဲ့မှာမှတ်ပေးတဲ့ cookie လေးရှိရပေါ့နော်သူ့ရဲ့ pixel မှာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ချိန်ထားရဲဆိုရင်ကျွန်တော်တို့ရဲ့ website နဲ့ကျွန်တော်တို့ဒီ Facebook traffic နဲ့အဲ့လိုမျိုး pixel ချိန်ထားရဲဆိုရင်ကျွန်တော်တို့အဲ့ဒီဟာ feature ကိုသုံးလို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့အခုနပြောသလိုပေါ့နော်ကျွန်တော်တို့ဒီ cookie ကမှတ်ထားပြီးတော့ကျွန်တော်တို့ရဲ့ audience တွေကိုပြန်ပြပေးရပေါ့နော်သူတို့ Facebook သုံးနေတဲ့အချိန်မှာပဲဖြစ်ဖြစ် website မှာဝင်ကြည့်တဲ့အချိန်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ကြော်ညာတို့ထပ်ခါတလဲလဲပြန်ပြပေးတာမျိုးကျွန်တော်တို့က retargeting လို့ခေါ်ရပေါ့နော် retargeting လုပ်ခြင်းအဖြစ်ကျွန်တော်တို့ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုရင်ကျွန်တော်တို့ရဲ့product ကျွန်တော်တို့ရဲ့ service ကိုပေါ့နော် customer တွေအနေနဲ့အချိန်ဖန်များစွာမြင်ရတဲ့အတွက် awareness တစ်ခုအနေနဲ့မှတ်မိနေစေတယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီနောက်တစ်ခုကတော့ sales အတွက်ကိုလည်းအများကြီးမျှော်မှန်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီကြော်ညာကို frequency အများကြီးသူ့စီမှာတော်တော်ပြမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့အတွက်ကို sales အတွက်ကအများကြီး conversion rate ကိုအများကြီးမြင့်တက်စေရပေါ့နော် overall ပြန်ခြုံပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ retargeting ads ဆိုတာကကျွန်တော်တို့ရဲ့ကြော်ညာတွေကိုပေါ့နော်ကုန်ကျစရိတ်အားဖြင့်အများကြီးတက်တာစီရပေါ့မဝယ်သွားတဲ့ customer တွေကိုလည်းပြန်ပြီး retarget ထားလို့ရတဲ့အပေါ်မှာ cost ကအရန်ကြီးကို effective ဖြစ်စေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ retargeting ads ကိုလည်းတေချာလေးစမ်းသုံးကြည့်စေချင်တယ်ပေါ့နော်